အဆိုတော့73ယောက်လောက်ကတချင်းတစ်ပုတ်ဆိုထားရဲဆိုလို့ရှိရင်ယုံမလားမမိုင်ဖာရှင်ရာဇာဝင်းတင်ဖာရှင်နိုင်ရှင်မရပါတော့မာတာမြင့်မြတ်သောလူသားမိခင်ပါဒီကဘာတလွားမှာအငြိမ်မြတ်ထားစေရအနန္တငါဗျာစောမျိုးထိုဖာရှင်